Zeus law ဆိုတာပါလေဂရိလိုခေါ်ရင် Xenia Zeus law ကိုအရှင်းဆုံးပြောရရင်အိမ်ကိုရောက်လာတဲ့ဧည့်သည်ကိုလေးစားရမယ်၊ကူညီရမယ်၊အစားအသောက်နဲ့နေရာပေးရမယ်။ဧည့်သည်ကလည်းအိမ်ရှင်ရဲ့ကောင်းမှုကိုအလွဲသုံးစားမလုပ်ရဘူး။နှစ်ဦးလက်ဖက်ပြန်လန်ဧဝတ်ကြေပွန်မှုစီးမြင်ပေါ့။ရှေးတုန်းကဂရိတွေကခီးသွားတဲ့အချိန်မှာသူကဟိုတယ်လည်းမရှိဘူးလမ်းတွေကလည်းလုံခြုံမှုမရှိတော့လူစိမ်းတယောက်ကိုတွေ့ရင် तू ဘယ်လိုလဲဆိုတာချက်ချင်းမသိနိုင်ဘူး။ဇုနှစ်ဖျားလူရောင်ဖန်ဆင်းပြီးတော့ငါတို့ကိုများလာဆန်းတက်တာလားဆိုသူတို့ကအဲ့လိုမျိုးယုံကြည်ကြတယ်။အဲ့ဒီယုံကြည်ချက်ကြောင့်ခီးသွားတွေရောအိမ်ရှင်တွေရောဘယ်နေရာရောက်အဆင်ပြေတယ်ပေါ့။ပြီးတော့ဒီဇုနှစ်ဖျားရဲ့ဥပဒေကိုမလိုက်နိုင်ဇုနှစ်ဖျားအပြစ်ပေးမယ်လို့လည်းယုံကြည်ကြတယ်။အဲ့တော့ဇုလောတစ်ခုနဲ့ရောပြဿနာတော်တော်လေးနည်းသွားတယ်။အာဂမန်တော်ကဇုရဲ့လောကိုချိုးဖောက်ခဲ့ရတာ။တကယ်တော့အာဂမန်တော်ကဇုလောတစ်ခုမှမချိုးဖောက်ခဲ့ပါဘူး။ထရိုဂျန်ဝါမှာဂရိတက်ရဲ့အကြီးဆုံးခေါင်းဆောင်ဖြစ်တဲ့အာဂမန်တော်ကဘာတွေချိုးဖောက်ခဲ့ရလဲဆိုတော့အာနာနဲ့သူ့ရဲ့မာနကိုလိုရာထက်ပိုသုံးခဲ့လို့လူတွေရဲ့ဆန္ဒတွေနတ်ဖျားဆိုင်ရာအတန်မိုးတွေကိုသူကဂယုမဆိုင်ဘူးဂယုမဆိုင်ဘူးဆိုတာသူကစော်ကားတာမဟုတ်ဘူးလစ်လူရှုထားတာပေါ့အဲအကြောင်းပဲအတူချုံပြောရရင် Zeus law ဆိုတာဧည့်သည်နဲ့အင်ရှင်နှစ်ဖက်လုံးအပြန်အလှန်လေးစားရမယ်ဆိုတဲ့ရှေးဂရိဇီနီယာအယူအဆပါ